might be a fucking running in there. I'm the king on the wall. I'm the king on the wall. ကျွန်တော် monopoly ကတ်တယ်ပါတော့ပဲပေါ့နော်ချစ်တရားကြီးပေါ့နော်ဒီမှာတော်တော်များများချစ်သူတွေကဒီမှာတော့ကလောက်လာချိတ်ကြတယ်ပေါ့နော်ဒီမှာကြည့်ကြည့်ပါအောင်ဒီမှာတော့တွေချိတ်ထားတာပေါ့နော်ဒီEiffel Tower ရဲ့ဒီဘက်ပြေးပါပေါ့နော်ချစ်သူတွေရှိရင်ဒီမှာလာချိတ်လို့ရပါတယ်ကျွန်တော်ကတော့ချစ်သူမရှိဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်3လုံးချိတ်ထားတာပေါ့နော်မဟုတ်ဘူးက4လုံးကျွန်တော်ချိတ်ထားတယ်ပေါ့နော်ဒီမှာစာရေးလို့လည်းရပါတယ်တော်တော်မိုက်ပါတယ်ကျွန်တော်ကောင်းမလေးရရင်ဒီမျိုးလာချိတ်ပါမယ်ကောင်းမလေးရရင်တကဘာလုံးပတ်ပြစ်မယ်ပေါ့နော်တကဘာလုံးလမ်းလျှောက်ပြီးတော့ပတ်မှာပါ Oh my god I'm the king on the wall I'm the king on the wall You're a star in Paris. Stars in Paris ကျွန်တော် Titanic တဲရလို့ပေါ့နော်တီးတီးမတီးတီးနှုတ်ဆက်မှာဖြစ်ပါတယ်တက်တာပြပြီးတော့ပေါ့နော်ဒါလေးပါဒါလေးတင်တော့ကျွန်တော်နှုတ်ဆက်ပြမှာဖြစ်ပါတယ်တကယ်ကိုလှပါတယ်ပေါ့နော်ပြင်သစ်ရဲ့မြို့တော်လေးပေါ့နော်အချစ်မြို့တော်လေးပေါ့နော်ဒီမှာဆိုလဲတော့တယ်ပေါ့နော်အချစ်ကိုခံစားကြည့်နေပါပြီပေါ့နော် Where is my girlfriend Where is my girlfriend ကျွန်တော်ဒီ Saint River ရဲ့အောက်မှာပေါ့နော်တော့တွေအများကြီးပဲပေါ့နော်အခုဆိုဒီမှာဆိုလဲတော့တွေပေါ့နော်အောက်ကိုပြုံးကျသွားတဲ့တော့တွေလည်းရှိရပေါ့နော်ဒီရေကြီးခမ်းမှာပဲကျွန်တော်တော့ပြန်ကောက်လို့ရမယ်ပေါ့နော်ဘယ်တော့မှလက်သွင်းမဖြုတ်တော့ဘူးပေါ့နော်အဲ့လိုမျိုးသဘောပါပဲဒီမှာဆိုကျွန်တော်မြင်နေရတဲ့တော့တွေရှိရပေါ့နော်ဒီပြီးရင်ဒီရောက်ကို diving ကိုကြည့်ရင်တော့တွေအများကြီးထူထပ်နေတာကိုတွေ့ရမှာပေါ့နော်ဒါတွေကတော့ကျွန်တော်အချိန်တိုင်း police တွေပြန်ပြီးဖြုတ်ကြပါတယ်ဒီမှာဆိုလည်းကျွန်တော်တယောက်ခတ်နေတာပေါ့နော်တယောက်တည်းခတ်တာပေါ့သူကောင်းလေးချစ်သူကမပါလာလို့နေလိုက်တယ်သူကသူခတ်ပြီးသူကသူရေးထားတယ်ပေါ့နော်ဘာနဲ့ဘလူးဆိုပြီးတော့သူရိုက်ပြနေတယ်ပေါ့ဒါတော့ကျွန်တော်နောက်ထပ်နေရာတစ်ခုကိုသွားဖို့ပေါ့နော်ကျွန်တော်လမ်းလျှောက်နေတာဖြစ်ပါတယ်ချစ်တရားကြီးပြီးတော့ကျွန်တော်လမ်းပြန်လျှောက်လာတယ်ပေါ့ဒါတော့ကျွန်တော်စားတော့ဆိုင်ပါစားကြင်ပါလေပတ်စံမရှိပါဘူးတက်မရှိတယ်ငါပြတ်တဲ့ကောင်လေးပေါ့နော်ကျွန်တော်တို့ဂျုံဝစ်တဲ့ရပေါ့နော်ချတဲ့အခန်းပေါ့နော်ဒီမှာလှေကားပေါ်လည်းလိမ့်ပြီးတော့ဒီနေရာမှာရိုက်တာလို့ကျွန်တော်ထင်ပါတယ်လှေကားတွေနဲ့ပေါ့နော်သူ IP မန်းမင်းသားနဲ့ချဖို့တော့တွားတာပေါ့နော်ဆိုတော့အဲ့ဒါစစ်အဲ့တော့ movie နေလိုက်မယ်ဗျအခုပေါ့ကျွန်တော်ရန်သွားခြင်းနေနေရာတခုရောက်လာပြီပေါ့နော်ရှေ့ပါပါမြင်တော့မရသေးပါဘူး I can speak, I am in the city, I am noise, no air. Eiffel Tower ပြီးရင်ဒီကပြရုံပေါ့ကျွန်တော်ဓာတ်ပုံထဲမှာသေးမယ်လို့ထင်တာအကြီးပါပေါ့နော်ပေါ်တက်လို့ရဘယ်လောက်ပေးရမလဲတော့မသိဘူးဒါတော့ကျွန်တော်တို့ပြင်သစ်ရဲ့ပြရုံကြီးပေါ့နော်ဘာကြီးလဲတော့မသိပါဘူးဝယ်ပေါက်ကြီးလို့လို့ပါတော့ဒါပေမဲ့ဝင်လို့မရပါဘူးကျွန်တော်ငငယ်ရဆိုရင်အဲ့လိုမျိုး monopoly ဆော့ရင်လေဒီမှာကတ်လေးတွေထဲမှာပါတယ်လေအဲ့လိုမျိုးပုံလေးတွေကျွန်တော်အရန်သွားခြင်းခဲ့တာအခုတော့ကျွန်တော်ရောက်လာပြီပေါ့နော်အခုတော့ကျွန်တော်ရဲ့6ရီနဲ့ဒီလိုကြီးကိုထိလာပြီပေါ့နော်ရန်လာပါတယ်ကြည့်လိုက်ပါဦးဘောတက်လို့တော့ရတယ်နော် Yeah we go I hope You can I don't know. What the fuck Might be a fucking running in there Wow Yeah fucking running thereဝိုင်းယူတော့ကျွန်တော်မှပြေးပြီးတော့ဖြတ်လာရတာပေါ့နော် Oh my god what an experience right now Oh my god ကျွန်တော် monopoly ကတ်တယ်ပါတော့ပဲပေါ့နော်ခုကတော့နော်ဒါကြီးပြီးသွားရင်ကျွန်တော်ပြန်มาဖြစ်ပါတယ်ဒီပေါ်ကတ်လို့ရလားဘယ်ကတက်တယ်ပေါ့နော်ဆက်ပေးရလား free လာပေါ့နော်ကျွန်တော်တစ်ချက်သွားကြည့်ပါမယ်ရုပ်လုံးနေပေါ့နော်ကြီးတော့လည်းကြီးပဲသွားထိကြည့်ပါမယ်ကင်မှုရရှိအောင်ပေါ့နော်ဘာညာရောအဲလို့ကောင်းပါလေအေးဆက်နေတာကြောက်တူပေါ့နော်လက်နဲ့လည်းကင်မှုသွားရဟာပြုတ်ကြသွားရှောဝင်အောက်မှာလက်ကြီးရတယ်အင်းလည်းမမြင်ရဘူး Bye bye ဒါရုပ်လည်းနှုတ်ဆက်ပါလေ I will come back with my fans
ဒါကျွန်တော်တို့မြေအောက်ကနေအမှန်ကလမ်းကနေဖြတ်သွားမှာမဟုတ်ဘူးပေါ့နော်ဒီမြေအောက်ကနေသွားမှာပါအဲ့တော့ကျွန်တော်တို့မြေအောက်ကနေသွားနေပါတယ်ဒါကြောင့်ကောင်မလေးချောလို့လမ်းရိုက်လိုက်တာပေါ့နော်ပြောချင်တာမြေအောက်ကသွားရင်ဒါသွားလာပေါ့နော်ကျွန်တော်တို့ကားတိုင်းကသွားမှရဲတွင်ထမ်းခံအောင်နော်ရှေ့မှာ music play လို့ပြောဆိုမိုက်ပါတယ် so nice တပါကြီးလဲတော့မသိဘူးနော်ကလတ်လာပါလာတော့ဟုတ်တယ်ဟဲ့ don't know it's a club or something ကျွန်တော် bicycle စီးဖို့တစ်ချက်လုံးကြည့်မှာဖြစ်ပါတယ်ကျွန်တော်လမ်းလျှောက်တာဝေးဖြစ်နေတယ်နော် Battery, okay. Only one battery. you have to read the message And it this, not this. okay okay ကိုကတော့ကျွန်တော်စပိန်ကိုကလီကြည့်တယ်ပေါ့နော်ဒါပေမဲ့မလုပ်တတ်ဘူးပေါ့နော်။မာ तू ကပေးမှန်းအောင်ပဲထည့်ခိုင်းနေတယ်ဗျာကျွန်တော်တက်နိုင်တယ်လုပ်ကြည့်ပါဒါပေမဲ့လုပ်လို့မရဘူးအဲ့တော့ကျွန်တော်လမ်းပဲရှောက်ရတော့မှာပေါ့နော်မတက်နိုင်တော့ဘူး Okay. ဝေးယူလမ်းရှောက်မှာပါတနာကြီးကျော်လောက်လမ်းရှောက်ပါမယ်အဲကျွန်တော်ကြိုးစားပြီးတော့လုပ်ကြည့်ရပဲ20မိနစ်20 free ရတယ်ဆိုပေမဲ့မရဘူးပေါ့နော်စိုင်းငယ်တွေပေါ့နော်ကျွန်တော် break တွေထဲမှာစိုင်းငယ်ကြိုက်တဲ့လူရှိလာတော့တကယ်မိုက်ပါတယ်ပါရီမြို့မှာပေါ့နော်ဆိုင်ကယ်စီးကျင်ခွဲပါ6000 9000ပေါ့နော်သိန်း350ကျော်လောက်တော့ကြာမှာဖြစ်နေပါတယ်ဒါအောင်လည်းမြောက်လိုက်ပေါ့နော်1 euro ဒီနေ့ဆောင်းလာတော့ကျွန်တော်တို့2ယောက်ကားစီကိုလမ်းလျှောက်ပြန်လာခဲ့ပါတယ်လမ်းလျှောက်ချိန်က4နာရီ4ပါလောက်ကြာခဲ့ပါတယ် Louis Vuitton ဝယ်လို့ရတဲ့နေရာပေါ့နော်တကယ် fashion တွေပါဝယ်တင်တယ်မဟုတ်ဘူး Louis Vuitton ဘယ်ကစလဲဘာညာပေါ့နော် foundation လို့ရေးရတာပေါ့နော်အဲ့ဒါကြီးထဲမှာဝင်ကြည့်လို့ရပါတယ်ticket တော့ဝယ်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပတ်စံမရှိတော့မဝင်တော့ပါဘူး Louis Vuitton ဘယ်ကစဖြစ်လာလဲဘာညာကြည့်ရင်ကြည့်လို့ရပါတယ်ပေါ့နော်ခုကတော့ပေါ့ညသာစားဖို့ပေါ့နော်ကျွန်တော်ဒါစာပရိုတိန်းပြအောင်စားမှဖြစ်ပါတယ်လမ်းတော်တော်ရှောက်လိုက်ရတယ်ဟိုဟာလောက်9မိုင်6မိုင်လောက်ရှိတယ်ပေါ့နော်ဝေးရှောက်လိုက်ရတော့လေးကိုပြမဝိုင်းကျွန်တော်ပြမဝိုင်းအဲ့တော့စားကောင်းကောင်းစားပါမယ်ကိုကစားတောက်စားဖို့လုပ်နေရပါအဲ့ဒီကအရန်ပင်ပန်းသွားလို့ရတာရှိပြီးတာတက်ပါတဲ့အစားအစာတွေကိုပြုတ်ပြီးစားခဲ့ရပါတယ်ခုကတော့ပေါ့နော်ကျွန်တော်အိတ်ဖို့လုံနေကြပါတယ်တော့ကျအိတ်တော့မှာပါအကုန်လုံးပြင်ဆင်ပြီးပါပြီဒါတော့ကျွန်တော်နောက်ထပ်သွားမယ်မြို့တွေပေါ့နော်ဒီဆိုင်ကင်လုပ်ပြီးတော့သွားမှာဖြစ်ပါတယ်အားလုံးခေါင်းလိုက်ပါဒီနေ့တော့ကျွန်တော် Paris မှာ Eiffel Tower ကြီးမှာအရင်ပျော်ခဲ့ရပါတယ်အရင်လည်းမမြင်ဘူးတဲ့ຢာလည်းမြင်လိုက်ရပါတယ်ပေါ့နော် Paris မှာအရင်တော့ခြေချပူသွားပြီပေါ့နော်ညာလုံးတော့ကျေးဇူးတင်ပါတယ် Oh my god အိတ်တော့ပါမယ်အိတ်ရပါမယ်ဒီညဗီဒီယို edit မလုပ်ပါဘူးအိတ်ပါမယ်မျက်ကွင်းနေညုံနေလားမသိဘူးအားလုံး good night ပါအားလုံးမင်္ဂလာပါကျွန်တော်လာမယ့်2026 6လပိုင်းမှာဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ကနေဟန်နွိုင်းမြို့ထိကိုမိုင်ပေါင်း1000ကျော်ပြေးဖို့ရှိပါတယ်ဂျော့ကင်ရိုက်ပြီးပြေးမှာပါတချို့အချိန်တွေကတော့ကျွန်တော်တို့လမ်းလျှောက်မှာပေါ့နော်ဒါပေမဲ့အချိန်တော်တော်များများကတော့ကျွန်တော်တို့ပြေးပြီးတော့သွားမှာဖြစ်ပါတယ်မြန်မာငွေ330နဲ့ရပ်ပေါင်း30ပြေးမှာဖြစ်ပါတယ်2024မှာကျွန်တော်တို့ဗီယက်နမ်နိုင်ငံသားတယောက်ကတောင်ပိုင်းကနေမြောက်ပိုင်းထိကိုရက်နဲ့ဆန်နဲ့စံချိန်ချိုးရပါတယ်တကဘာလုံးမှာသူတယောက်ပဲဒါချိုးရသေးရပါတော့အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းပြန်ချိုးမယ်ပေါ့နော်ဒါပေမဲ့သူ့စံချိန်တော့ကျွန်တော်တို့ချိုးမှာမဟုတ်ပါဘူးသူကတော့ဒါ professional ပြေးတဲ့လူဆိုတော့ကျွန်တော်တို့ကတော့ပုံမှန်ပြေးမှာဆိုတော့ရက်30နဲ့တော့လောက်မယ်ထင်ပါတယ်မိုင်ပေါင်း1000ကျော်ပေါ့နော်သူကတစ်နေ့ကိုမိုင်60ပြေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတစ်နေ့ကိုမိုင်40သို့မဟုတ်50ပြေးဖို့စီစဉ်ထားပါတယ်ဒီတစ်ခေါက်ခီးစဉ်မှာဘာစီစဉ်ပေးထားလဲဆိုတော့ဆေးတွေပါတယ်လူပေးမဲ့လူပြီးရင်ကျွန်တော်တို့အထုပ်ပိုးတွေတည်ပေးမဲ့လူပါပါတယ်ခန္ဓာကိုယ်ကြီးပဲပြုံပေါ့နော်ဘာမှကြံတာတွေတည်ပြမလို့ပါဘူးဖုန်းတွေပါလည်းလိုက်တည်ပေးမဲ့လူရှိပါတယ်ကျွန်တော်အလူငှားလာပါတယ် medical check up လုပ်ပေးမဲ့သူလည်းပါတာဖြစ်တဲ့အတွက်လမ်းမှာတစ်ခုဖြစ်သွားလဲတိတ်ဆိုးရင်စရာမရှိပါဘူးဒါပေမဲ့ကျွန်တော်လူကြီးတော့ကန့်တက်ထားပါတယ်ကျွန်တော်အဲ့ခီးစဉ်ဘယ်လောက်ထိတောင်စီစဉ်ပေးထားလဲဆိုတော့ပေါ့နော်ရေဘူးကင်မဲ့လူကအစကျွန်တော်တို့ပါပြီးသားပါအဲ့ဒီစံချိန်တစ်ခုကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့
ဒါချိုးဖို့အတွက်ကျွန်တော်ဘက်ကအများကြီးအားထုတ်ပြီးတော့လုပ်မယ်လို့စိတ်ကူးထားပါတယ်တကယ်လို့ဒီခီးစဉ်မှာလိုက်ပါဝင်ခြင်းနဲ့ဒီစံချိန်ကိုကျွန်တော်နဲ့အတူတူချိုးခြင်းနဲ့ဆိုရင်တော့ကြိုတင်စာရင်းပေးထားလို့ရပါတယ်ကျွန်တော်ရဲ့ personal account မှာပဲဖြစ်ဖြစ် Facebook page Messenger မှာပဲဖြစ်ဖြစ်စာရင်းပေးသွင်းလို့ရပါတယ်မြန်မာနိုင်ငံမဟုတ်လဲတခြားနိုင်ငံဆိုလဲပါဝင်လို့ရပါတယ်ဒါပေမဲ့တေချာတာတစ်ခုကတော့ကျွန်တော်3လပိုင်းနေရာ training စဆင်းရပါမယ်ကျွန်တော်တို့လူကြီးကန့်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်စရင်မပိတ်ပြီးတော့မြန်လေးတော့လာပြီးစရင်ပေးဖို့တော့ကျွန်တော်မေတ္တာရက်ခံခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖူးခတ်ခီးစဉ်တုန်းကလူတွေတော်တော်များများလာပြောကြတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကလူကြီးကန့်သက်ထားတာဖြစ်တဲ့အတွက်တချို့မပါဝင်လိုက်ရတဲ့လူတွေလည်းရှိပါတယ်။လူတိုင်းကိုကျွန်တော်အနေနဲ့ပါဝင်စေခြင်းလို့ပါ။ညဘက်ရောက်ရင်ကျွန်တော်တို့တန့်နေပါတယ်ထိုးပြီးတော့အိမ်မှာဖြစ်ပါတယ်။တခါတလေကျွန်တော်တို့ရေချိုးဖို့တွေပါတယ်။နားယူဖို့တွေပါတယ်လိုတယ်ဆိုလဲကျွန်တော်တို့တဲခိုကန်နေတဲပြီးတော့သွားကြမှာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအနေနဲ့ပေါ့နော်စံချိန်ကိုကျွန်တော်ချိုးသေးခြင်းပါတယ်ကျွန်တော်ကိုယ်တိုင်ဥဆောင်ပြီးတော့သွားမှာဖြစ်ပါတယ်မိန်းကလေးတွေရောပါလို့ရလားဆိုတော့အနာကိုစတောင်းပြီးတော့အာကစားလိုက်စားတဲ့မိန်းကလေးဆိုလဲကျွန်တော်တို့ပါဝင်လို့ရပါတယ်ဒီခီးစဉ်မှာအရေးကြီးဆုံးကျွန်တော်ဘာတစ်ခုပြောချင်လဲဆိုတော့မလွယ်ပါဘူးကျွန်တော်တို့ဝါသနာကြီးနဲ့လည်းမရပါဘူးတကယ်စိတ်သက်လည်းကြမ်းခံရပါမယ်ပြီးသွားရင်တကယ်ကျုံနိုင်တဲ့သူတွေပဲဝင်ပါဝင်စေခြင်းပါတယ်တကယ်လို့ခီးလန်တော့ဝက်လောက်ထိပဲကိုယ်လိုက်နိုင်တယ်ဆိုလဲလိုက်ခဲ့လို့ရပါတယ်တက်နိုင်ဆုံးပေါ့နော်ကိုပြေးနိုင်တဲ့လောက်ပဲပြေးကြည့်မယ်အားညာဆိုလဲရပါတယ်လိုက်လို့ရပါတယ်လမ်းတစ်လျှောက်လုံးကတော့ကျွန်တော်တို့နာမည်ကြီးမျိုးတွေရဲ့ညာဈေးတွေဒါမှမဟုတ်ရင်ပွဲတော်တွေဒေသလိုက်အစားအစာတွေကျွန်တော်တို့ဖြတ်ပြေးပြီးတော့စားမှာဖြစ်ပါတယ် Forest Camp ရုပ်ရှင်ကကြည့်ဘူးရမလားအဲ Forest Camp နေရာလို့ကျွန်တော်တို့မိုင်မောင်းထောင်ချီပြီးတော့ပြေးမှာဖြစ်ပါတယ်အဲ1100လား1200လားတော့မသိဘူးပေါ့နော်တော်တော်ပြေးရမှာပါအဲ့တော့6လပိုင်းကျရင်ကျွန်တော်နဲ့အပြိုင်ကျမ်းမဲ့သူတွေကိုကျွန်တော်စောင့်ကြုံနေပါတယ်